ဗုဒ္ဓဘာသာ 你别 ခရစ်ယာန် 笑， ဘာသာဟိန္ဒူဘာသာမွတ်စ 我 လင် 做 ဘာ 专业 သာ 人吗？ ဘာသာတွေအားလုံးဘာလို့ ရလဲထိန်းရတာမလုပ်ပေးဘူးနေတော့ပြည့်ရှိတယ်နော်ငါကုညီမယ်ဆိုတဲ့ဘာသာရှိလားမရှိဘူးကိုလုံးကိုခန့်ဒါပဲဘာသာတရားဆိုတာဒါပဲကိုလုံးကိုခန့်ကိုလုံးကိုခန့်ဆိုဘယ်မှာသွားခံမလဲငရဲပဲဗောကိုကမကောင်းတာသိတယ်မရှောင်နိုင်ဘူးကောင်းတာသိတယ်မလုပ်နိုင်ဘူးလေမဟုတ်လားစဉ်းစားကြည့်ဒီလိုနဲ့ပဲမိစားအကုန်တော့မယ်တပြေးပြေးနီးလာပြီဒါဆိုဘယ်လိုလုပ်မလဲဒါကြောင့်မလို့အင်မတန်တိုတောင်းတဲ့မိစားမကုန်ခင်လေးအသက်တန်းလေးဒီမှာမြင်မြန်စဉ်းစားကိုကမလုပ်နိုင်ဘူးဒါကြောင့်ခရစ်စမတ်ဆိုတာဒါပဲချစ်တော်ညီကိုမောင်တို့တလောကလုံးကိုကယ်တင်ဖို့ယေရှုလာမွေးတာဒါခရစ်စမတ်ပဲယေရှုကခရိယန်လုံးဝမဟုတ်ဘူးဆိုတာအဲ့တမန်ကျမ်းစာမှာကျွန်တော်အစဆုံးဖတ်ပြီးကောင်းတွေ့တယ်ယေရှုကခရစ်ယာန်မဟုတ်လုံးဝမဟုတ်ယေရှုဆိုတာအပြစ်ရှိတဲ့လူကိုလာကယ်တဲ့သူခရစ်ယာန်ဘာသာရဲ့ဖခင်လည်းမဟုတ်ဘူးနော်တခါတည်းပြောလိုက်ခရစ်ယာန်ဘာသာရဲ့ဖခင်လည်းမဟုတ်ဘူးတချို့ကယေရှုဆိုခရစ်ယာန်ဘာသာဖခင်တင်တာခုကျွန်တော်ပြောတဲ့ယေရှုကဖခင်เจ้าမှာကတ်ထားတဲ့ပုံမဟုတ်ဘူးနော်အဲ့ဒီပုံကခမည်းနဲ့ကျွန်တော်ကယ်ဖို့မပြောနဲ့သူ့တော်ကျွန်တော်ခဏခဏကယ်ရတာဟိုနာပြုတ်ကြဒီနာပြုတ်ကြပြန်ကောက်လိုက်ဟိုမှာကတ်လိုက်ဒီမှာခွာလိုက်နော်အဲ့ဓာတ်ပုံမဟုတ်ဘူးအဲ့ဓာတ်ပုံကဘယ်သူမှမကယ်ဘူးကျွန်တော်ပြောနေတဲ့ယေရှုကမျက်စိနဲ့မမြင်ရဘူးဒါပေမဲ့သူတကယ်ရှိခဲ့တယ်အခုလည်းရှိတယ်အခုလည်းရှိတယ်ခမည်းခရစ်ယာန်ဖြစ်ဖြစ်ဗုဒ္ဓဘာသာဖြစ်ဖြစ်ဟိန္ဒူဖြစ်ဖြစ်မွတ်စလင်ဖြစ်ဖြစ်ဆိုတော့အဲ့ဒီယေရှုရဲ့အဓိပ္ပာယ်ကအပြစ်ရှိသောသူကိုကယ်တင်တော်သူ